Hello မင်္ဂလာပါဒီနေ့မှာတော့လေချေက grade 5 ကလေးလေးတွေအတွက်နောက်ထပ်မေးခွန်းလေးတစ်ပုဒ်ကိုပြင်ထားပေးပါတယ်ဒီမေးခွန်းလေးက rhombus ရဲ့ area ကိုရှာပေးရမယ်အဲ့တော့ဒီမေးခွန်းလေးကိုမတွက်ခင်မှာကလေးတို့က grade 4မှာဆိုရင် rhombus ရဲ့ဂုဏ်သတ္တိလေးကိုကလေးတို့သင်ခဲ့ရတယ်เนาะrhombus ဆိုတာဘယ်လိုမျိုးပုံလဲချေဒီမှာပေးထားတာကတော့ပုံလေးအတိုင်းကြည့်မယ်ဆိုရင် rhombus ကအနားလေးနားရှိတယ်ထောင့်လေးတောင်ရှိတယ်ပြီးတော့အနားလေးနားကလည်းအများကြီးတူနေရယ်เนาะဒါဆိုရင် rhombus ကစတုကံအုပ်စုဝင်ထဲမှာပါတယ်အဲ့တော့နောက်ထပ် rhombus ရဲ့ဂုဏ်သတ္တိလေးတွေကဘာတွေရှိအောင်မလဲချေစဉ်းစားကြည့်လိုက်မယ်เนาะပုံမှာသွားပြီးကြည့်လိုက်တော့လေဒီမှာကြည့်ပါဦးမျက်နှာချင်းဆိုင်ထောင့်တွေကတူတယ်เนาะဒီဘက်ကထောင့်တွေနဲ့ထောင့်ပြီးရမျက်နှာချင်းဆိုင်ထောင့်တွေလည်းတူတယ်ပြီးသွားရင်ဒီမှာကြည့်ပါဦးကလေးတို့မျက်နှာချင်းဆိုင်အနားတွေကလည်းပြိုင်နေတယ်ဒါဆိုရင်ချေတို့ rhombus ရဲ့ဂုဏ်သတ္တိတွေကိုရပြီမျက်နှာချင်းဆိုင်ထောင့်တွေလည်းတူတယ်မျက်နှာချင်းဆိုင်အနားတွေလည်းပြိုင်တယ်ပြီးသွားရင်ချေကဒီမှာထောင့်ဖြတ်မြင်းလေးလိုက်ပြီးဆွဲကြည့်မယ်ဒီမှာတစ်ချောင်းဒီဘက်ကိုလည်းတစ်ချောင်းဆွဲကြည့်လိုက်တော့လေထောင့်ဖြတ်မြင်းတွေကတစ်ခုနဲ့တစ်ခုတောင်းမှကျပြီးတော့မှထက်ဝက်ပိုင်းဖြတ်နေတာကိုချေတို့တွေ့ရတယ်ဆိုတော့ဒါသူ့ရဲ့ဂုဏ်သတ္တိတွေပေါ့နော်ထောင့်ဖြတ်မြင်းလေးတွေကိုတခြားကြည့်ပါနော် rhombus ရဲ့ထောင့်ဖြတ်မြင်းတွေကတစ်ခုတစ်ခုအညီအမျှပိုင်းဖြတ်ထားတာကိုကလေးတို့တွေ့မှာပါထောင့်မှန်ကျပြီးတော့မှထက်ဝက်ပိုင်းဖြတ်ထားတယ်ဒါသူ့ရဲ့ဂုဏ်သတ္တိတွေပေါ့အဲ့ဒါဆိုရင်ဒီချက်ကဘယ်လိုတွက်မလဲသူ့ရဲ့ area ကိုဘယ်လိုစဉ်းစားမလဲဆိုတော့ဒီချက်ခုနကတော့ထောင့်ဖြတ်မြင်းတွေဆွဲကြည့်လိုက်တော့လေဒီချက် triangle ပုံလေးတွေပေါ်တာတွေ့လိုက်တယ်ကလေးလေးတို့ကတွေ့လိုက်လားချက်ပြန်ဆွဲပြမယ်လीနော်ဒီမှာချေဒီမှာဒီလိုမျိုးထောင့်ဖြတ်မြင်းလေးတိုင်းလိုက်စဉ်းစားလိုက်တော့ချေ triangle နှစ်ခုအပေါ်မှာပေါ်လာတာကိုတွေ့တယ်အဲ့တော့လေဒီချက်က triangle ရဲ့ area ကိုရှာတဲ့ပုံလေးကိုသိတယ်အဲ့တော့ဒီချက်ဒီ rhombus ကိုဘယ်လိုရှာမလဲလို့ပြောရင်ဒီမှာပုံမှာအတိုင်းကြည့်မယ်ဆိုရင်ဒီမှာ1 cm ရှိတဲ့အကွာအဝေးရှိတဲ့စတုရန်ကွက်လေးတွေလည်းပေးထားတာဆိုတော့ဒီချက်ကဒီသူ့ရဲ့ unit ကိုလည်းဒီချက်လွယ်လွယ်လေးနဲ့တွက်လို့ရတယ်ပြီးသွားရင်ဒီချက်ကrhombus ရဲ့ area ကိုရှာတဲ့ပုံစံလေးတော့မသိပေမဲ့ဒီချက်က triangle ရဲ့ area နဲ့ရှာလို့ရတယ်လीနော်ဘာလို့လဲဆိုတော့ချက် triangle area ရှာတဲ့ပုံစံလေးကိုသိနေတာဆိုတော့အဲ့ဒီတိုင်းဒီချက်တွက်လိုက်မယ်ဒါဆိုရင်အဆင်ပြေမယ်နော်ဒါဆိုရင်ဒီချက်ဒီမှာနောက်ထပ်ထောင့်ဖြတ်မြင်းလေးထပ်ပြီးတော့ဆွဲကြည့်လိုက်အောင်မယ်ဒီပေါ်မှာလဲထောင်လိုက်မြင်းလေးတစ်ခုထပ်ဆွဲကြည့်လိုက်မယ်ဒီလိုထောင့်ဖြတ်မြင်းဒီချက်ကတစ်ထပ်သေးတော့မကြအောင်နော်တစ်ထပ်သေးကြရလို့မှတ်ပေးပါဒီမှာဒီလိုလေးနော်ဒီလိုပုံစံလေးဆွဲလိုက်မယ်ဆိုသူတို့နှစ်ခုစုံနံပါတ်ကိုဒီချက်ကလေ O လို့ခဏလေးထားလိုက်မယ်နော်အဲ့လိုလေးစဉ်းစားပြီးတော့မှဒီချက်ကtriangle လေးတွေဖန်တီးလိုက်တဲ့အခါမှာအပေါ်က triangle ကိုတစ်ခုရတယ်ဒီအောက်က triangle တစ်ခုရတယ်ဒီချက်ခွဲရှာလိုက်မယ်ခွဲရှာပြီးတော့မှအဲ့ triangle နှစ်ခုပြန်ပေါင်းလိုက်ရင် rhombus ရဲ့ area ရပြီလေနော်အဲ့ဒါဆိုရင်ဒီချက်တို့အတူတူတွက်ရအောင်ချက် triangle လေးနဲ့စဉ်းစားလိုက်တာနော် triangle နှစ်ခုရတယ်ချက်ပေါ်မှာ1နဲ့2ဆိုပြီးတော့ရေးထားတယ် rhombus ရဲ့ area လို့ကျင်နေဆိုရင် triangle area 1နဲ့ triangle area 2နဲ့ပေါင်းမယ် triangle area လည်းဘာမှမခက်ဘူးလေနော်အခြေနဲ့အမြင့်နဲ့မြောက်တယ်2နဲ့စားတယ်အဲ့တော့ဒီချက်နှစ်ခုစာအရင်ဆုံးစဉ်းစားလိုက်မယ်အဲ့တော့ဒီချက်ကသူ့ရဲ့အခြေကိုစဉ်းစားလိုက်တော့လေအရင်ဆုံးအခြေကဒီမှာ1 2 3 4 5 6 9 8အခြေက8 cm ရှိရဘာလို့လဲဆိုတော့သူကဒီမှာသူ့ရဲ့ unit အချိုးလေးက1 cm ရှိရစတုရန်ကွက်လေးဆိုတော့အခြေက8ပေါ့နော်ဒါဆိုရင်အပေါ်တရိကန်လည်းအခြေကအတူတူပဲအောက်တရိကန်အတွက်လည်းအခြေကအတူတူပဲအဲ့တော့ဒီချက်ကသူ့ရဲ့အခြေကို BD လို့နာမည်ပေးလိုက်မယ်လीနော်ဒီတရိကန်ပထမတရိကန်နံပါတ်1ကိုစဉ်းစားမယ်ဆိုရင်အခြေက BD အမြင့်လေးကဒီချက်ဒီနီနာလေးကတရိကန် AO လို့ပဲထားလိုက်မယ်နော် AO လို့ထားလိုက်မယ်ပြီးတော့မှဒီချက်ကဒီမှာ2နဲ့စားတယ်လို့ပြန်ကူးရေးလိုက်မယ်ပြီးတော့အပေါင်းလက္ခဏာနော် sorry စားတွေတော့မှရေးမိအဲ့တော့အောက်က triangle လေးအတွက်ဆိုရင်ရောအခြေကအတူတူပဲနော်ခုနလိုမျိုးပဲ8ဆိုတော့8 cm ရှိရဆိုတော့ဒီချက်ကအခြေအတူတူပဲဆိုတော့သူ့ရဲ့နာမည်လေးကိုဒီချက်က BD လို့ပဲရေးလိုက်မယ်ပြီးတော့အမြင့်ကကျတော့သူကဒီမှာချက်က CO လို့ထားလိုက်မယ်နော်သူလည်း3 unit ပဲအပေါ်မှာလည်း3 unit ပဲမြင်နေရတယ်နော်3 cm ပေါ့အဲ့တော့2နဲ့စားလိုက်မယ်အဲ့တော့ကလေးတို့ဒီမှာကြည့်ပါအဲ့တော့ဒီမှာဆိုရင်ကလေးတို့ဗာလေးတွေ့လာလဲဆိုတဲ့အခါကျတော့ဒီမှာချက်ရေးပြမယ်အဲ့ချက်ဒီမှာ highlight လေးနဲ့ပြချင်တယ်ဒီမှာ BD တူနေရနော်ဒီမှာချက် highlight လေးနဲ့ပြမယ်ဒီမှာကြည့်ပါအောင်ကလေးတို့ဒီမှာ BD ဒီမှာ BD တူတယ်တွေ့လားအဲ့တော့ချက်တို့ကဖြန့်ဝေရကုန်တက်တီနဲ့တွက်လိုက်လို့ရတယ်ချက်အဲ့တူနေတဲ့ BD ကိုဒီချက်ကပုံထုတ်လိုက်မယ်ပြီးတော့ဒီမှာအစားနှစ်ဒီမှာအစားနှစ်အဲ့ဒါလေးလည်းတူနေတာဖြစ်တဲ့အတွက်ချက်ပုံထုတ်လိုက်မယ်အဲ့ဒါဆိုရင်ဒီချက်ကဘာကိုပုံထုတ်မှာလဲဆိုတော့ BD နဲ့2နဲ့စားတာပုံထုတ်လိုက်မယ်ဆိုရင်အထဲမှာ AO နဲ့ BD ပဲကျန်မယ်ဒါဆိုရင်ဒီချက်က BD ကိုအပြင်ထုတ်လိုက်ပြီနော်အဲ့ဒါဆိုရင်ဘာလေးကျန်မလဲဆိုတော့ AO နဲ့ဘာနဲ့ပေါင်းတာလေးကျန်မလဲဆိုရင် CO နဲ့ပေါင်းတာကျန်မယ်နှစ်ကလာစားတာချင်းတူတူပဲဆိုတော့ခြေတူလည်းတစ်ခါလေးပုံထုတ်လိုက်မယ်နော်အဲ့ဒါဆိုရင်ခြေရပြီအဲ့တော့ဒီမှာကဒီခြေက BD လို့ရေးလိုက်မယ်
ပြီးသွားရင်ဒီချက်က AO နဲ့ CO တဲ့ကလေးတို့ပုံမှာတွားကြည့်ပါအောင် AO နဲ့တဲ့ CO နဲ့ပေါင်းရင်ဒီတစ်ကြောင်းလုံးရမှာလေ AC ပဲပြန်ရမှာနော် AO နဲ့ OC နဲ့ပေါင်းတာဒီတစ်ကြောင်းလုံးပဲပြန်ရမှာဖြစ်တယ်ပြီးတော့ချက်ကဒီမှာသူ့ကို2နဲ့စားတယ်ဆိုတော့ဒီအပိုင်းလေးကိုပြန်တော့ဆက်ရေးပါနော်အဲ့ဆိုကလေးတို့ပုံမှာဘာလေးမြင်လိုက်လဲအဲ့တော့ပုံပြန်သွားကြည့်ကြည့်မယ်နော် BD ကိုကြည့်ကြည့်ပါအောင်ဟောဒီမှာ BD က rhombus ရဲ့ထောင်းဖြတ်ကြီးနော်တွေ့လားနော်ဒီ BD က rhombus ရဲ့ထောင်းဖြတ်ကြီး AC ကလည်းဘာကြီးပဲလဲကြည့်ကြည့်ပါဦး rhombus ရဲ့ဘာကြီးပဲလဲဆိုချက်ဒီမှာဆွဲပြရနေတဲ့ထောင်းဖြတ်ကြီးပဲဟောဒါဆိုရင်ဒီချက်က rhombus ရဲ့ area ကိုရှာတဲ့ပုံလေးလေးကိုဒီကပုံစံပြောင်းပြီးစဉ်းစားလိုက်တော့မယ် BD ကထောင်းဖြတ်မြင်တစ်ခု AC ကလည်းထောင်းဖြတ်မြင်တစ်ခုဒါဆိုရင် rhombus ရဲ့ area ကိုလိုချင်တယ်ဆိုရင်ထောင်းဖြတ်မြင်တစ်ခုရဲ့အခြားထောင်းဖြတ်မြင်တစ်ခုရဲ့မြောက်တယ်ပြီးတော့2နဲ့စားတယ်လို့ဒီကတွက်လိုက်မယ်ဆိုဖြည့်ထွက်ပြီပေါ့ဒါဆိုရင် rhombus ရဲ့ area ကိုရှာလို့ရသွားပြီချက်ဒီမှာ rhombus ရဲ့ area ကိုရှာတာကချက် triangle ရဲ့ area နဲ့ရှာလိုက်တာနော်ဒါဆိုရင်ရပြီဒါဆိုရင်ချက်ဒါလေးဖြတ်လိုက်တော့မယ်နော်ဒါဆိုရင်ခုနပုံစံလေးတိုင်းပဲစဉ်းစားလိုက်မယ်ဆိုရင်ချက်က rhombus ရဲ့ area ကိုဘယ်လိုရှာလို့ရပြီလဲဆိုရင်ဒီမှာကြည့်ပါဦးထောင်းဖြတ်မြင်တစ်ခုရဲ့အခြားထောင်းဖြတ်မြင်တစ်ခုရဲ့မြောက်မယ်ပြီးတော့2နဲ့စားလိုက်မယ်နော်အဲ့တော့ဒီမှာဆိုဒီချက်ကွင်းခတ်ထားပြီးလဲရတယ်ချက်ဒီမှာကွင်းလေးခတ်ပြီးလိုက်မယ်နော်အဲ့တိုင်းတွက်လို့ရပြီအသေးချာလေးလိုက်တွက်ပေးပါအောင်နော်